အပူလိုက်ဒုံးကြီးကလေရင်အနောက်ကိုဘလို့လိုက်တယ်လဲဆိုရင်ထိပ်ဖူးမှာတက်ဆင်ထားတဲ့ကင်မရာကညကြည့်မှန်ပြောင်းနဲ့ဆင်တူနေတာကြောင့်အပူဓာတ်ထုတ်လွှတ်တဲ့အရာမှန်သမျှကိုမြင်တွေ့နိုင်စွမ်းရှိရဲ့ကင်မရာအရှိမကာရန်ထားတဲ့ပန်ကာလိုမျိုးအရာကတာကတ်ကိုချိန်ရွယ်ပစ်ခတ်ဖို့အတွက်အသုံးပြုထားတာဖြစ်တယ်အရင်ဆုံးပန်ကာကြားထဲမှာမြင်နေရတယ်ဆိုရင်ဒါမှမဟုတ်ကြမ်းကြားထဲမှာချောင်းကြည့်နေတယ်လို့ဖြစ်နေရင်တာကတ်ကိုမမိသေးပါဘူးတာကတ်ကအလဲဘဟိုထဲကိုရောက်သွားပြီဆိုရင်တော့အဲ့ဒီတာကတ်ကိုမှတ်သားလိုက်ပြီးပစ်ခတ်လို့ရပြီဆိုတာကိုအချက်ပြလာတယ်ဒုံးကြီးကို꿰ဖို့ဆိုရင်အထဲမှာရှိတဲ့ gas ဘူးကအဖွင့်အပိတ်လုပ်ပြီးတိုးထွက်လာတဲ့ pressure အားနဲ့ပဲ့ထိန်တစ်ခုချင်းစီကိုတွန်းကန်မှုပြုတ်လောက်ကလှုပ်ရှားလာစေတယ်အမိမှရှိတဲ့ပဲ့ထိန်ပေါ်မှာတက်ဆင်ထားတဲ့အလေးတုံးတွေကနေရာအရွှေ့ပြောင်းပြုတ်လုပ်ပြီးတော့ဒုံးကြီးရဲ့ဟန်ချက်ကိုလိုအပ်တယ်လို့ထိန်းညှိပေးနေတာပါဥပမာဒုံးကြီးရဲ့အလေးချိန်ဟန်ချက်ကအလဲဘဟိုမှာရှိနေတာဒါပေမဲ့အဲ့ဒီအလဲနေရာကိုကျိုးနဲ့ချီပြီးတော့လက်နဲ့ဝှေ့ရမ်းကြည့်မယ်ဆိုရင်ဒုံးကြီးကဟန်ချက်မညီတော့ပဲတဖြည်းဖြည်းနဲ့ဘေးကိုစောင်းထွက်သွားကနောက်ဆုံးတော့ဘေးတိုက်အနေထားနဲ့အပြောင်းလိုက်ကြီးရွေ့ရှားနေမှာဖြစ်တယ်ဒါကြောင့်ဒုံးကြီးကဟန်ချက်မညီဘူးဆိုရင်သူ့ရဲ့ဥတီချက်ကဘေးကိုပဲရိုင်ထွက်နေမှာကြောင့်တက်တက်မသွားနိုင်တော့ပဲရှောက်ရမ်းနေတော့မှာတကယ်လို့အလဲဟန်ချက်နေရာကိုရွှေ့ပြီးအမိဘက်ပိုင်းမှာပြောင်းချီလိုက်မယ်ဆိုရင်တော့ကျိုးနဲ့ဝှေ့ရမ်းကြည့်လိုက်တဲ့အခါဒုံးကြီးကမစောင်းတော့တဲ့အပြင်ရှေ့ထိပ်ဖူးကလည်းအရှိကိုဥတီပြီးတော့တင်ငိမ်စွာရွေ့ရှားနေမှာဖြစ်တယ်ဒါကြောင့်ဒုံးကြီးကရက်တက်နေတဲ့အချိန်မှာသူ့ရဲ့ဗဟိုဟန်ချက်ကအလဲတက်တက်မှာရှိနေပြီးတော့ဒုံးကြီးကရွေ့ရှားနေတဲ့အချိန်မှာဗဟိုဟန်ချက်ကအမီးဘက်ပိုင်းကိုရောက်သွားတာဖြစ်တယ်ဒါကြောင့်အလေးတုံးတွေကအမီးဘက်ပိုင်းမှာဟန်ချက်ညီအောင်ထိန်းထားရတဲ့အပြင်နေရာရွှေ့ပြီးတော့ဒုံးကြီးက꿰ဝိုက်နေတဲ့အခိုက်မှာဟန်ချက်မပြတ်အောင်အလိုက်တင်ထိန်းညှိပေးနေရတာဒုံးကြီးကတာကတ်နောက်ကို꿰ပတ်ပြီးတော့ခွေးယူလိုမျိုးအနောက်ကနေပေပြီးလိုက်တာမဟုတ်ပါဘူးတာကတ်သွားမဲ့နေရာကိုကြိုတင်တွတ်ဆပြီးမှဖြက်လန်းကနေလိုက်တာမျိုးဖြစ်တယ်အဲ့ချိန်မှာလေရင်ကအစွမ်းကုန်အရှိန်မြင့်ပြီးပြေးရင်တော့သူ့ရဲ့အင်ဂျင်နဲ့ကြီးမားတဲ့ကိုယ်ထည်တို့ကြောင့်လေးလံသွားတဲ့အတွက်ပေါ့ပါတက်လက်တဲ့ဒုံးကြီးကတာပုံမြန်နေမှာဖြစ်တယ်ဒါကြောင့်လေရင်ကဘလို့ပဲ꿰ဂျွန်းထိုးပြပြီးတော့ဘလို့ပဲရှောင်အပူလိုက်ဒုံးကြီးလက်ကနေပြေးမလွတ်ပါဘူးဒါပေမဲ့ဒုံးကြီးရဲ့အားနည်းချက်ကအပူဓာတ်ထုတ်လွတ်တဲ့မီတိရင်မျိုးကိုမဆိုဥပမာခီးတဲ့တင်လေးရင်တွေအတွက်အန္တရာယ်ရှိနေတာကြီးကပြဿနာပါသူ့ရဲ့အားသာချက်ကတော့အပူလိုက်ဒုံးကြီးတက်ဆင်ထားတဲ့ပြစ်စင်ရှိနေရင်မီတိရင်အမျိုးအစားကမှစွန့်စားပြီးတော့မလာရဲကြပါဘူး